ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျမြန်မာ Ghost Story Channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေအဲ့တော့ဒီနေ့မှာတစ်ဆက်ပြီးသွားမှာကတော့အောက်လန်းဘိုးထင်နဲ့လမ်းပြသူဇလန်ပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲ ready ဖြစ်ပြီဆိုရင်ဒီနေ့ကျွန်တော်တို့စီစဉ်ကိုစလိုက်ကြအောင်ပါခင်ဗျဘေဘင်ရွာလေးရဲ့ရွာပြင်မှာဖြစ်ပြီးတော့ညောင်မင်းများအုပ်ဆိုင်နေတဲ့ညောင်တော်လို့အမည်ရတဲ့တောအုပ်လေးမှာဖြစ်ပါတယ်အဲ့ဒီကနတ်ကြီးတဲ့မြေကျန်းတယ်လို့နာမည်ရှိတာကြောင့်ရွာထဲမှာရွာသူရွာသားများတွာလာခြင်းမလုပ်ကြဘူးရောက်ကွဲညောင်တော်တွင်းရှိညောင်မင်းများအောက်မှာလူတစုရှိနေကြလေတယ်အဲ့ဒီသူတွေမှာတော့တခြားသူမဟုတ်ပဲဘိုးထင်ပေတူးတာအင်းနဲ့မုံစိတ်ညိုတို့ပင်ဖြစ်ကြမုံစိတ်ညိုမှာအောက်ခြေချင်းလေးနဲ့ညောင်မင်းတပင်အောက်မှာထိုင်နေပြီးတော့ကျန်တဲ့တော့မှာခံလန်းလန်းမှထမ်းမင်အားမျိုးထားတဲ့ညောင်မင်းအောက်မှာထိုင်နေကြအဲ့နောက်သူတို့ဒီကအတန်ခတ်အောင်နဲ့မုံစိတ်ညိုကြီးကအချင်းချင်းစကားပြောနေကြတယ်ဘိုးထင်မင်းမုံစိတ်ညိုတရားထိုင်တာဟိုးလဲကွာသူ့ကြည့်ရတမျိုးပဲမင်းတို့ကလည်းကွာချက်ချင်းဆိုတော့ဘလို့တီငိမ်ပြီးတော့ဖြစ်ပလဲတပင်းနဲ့တော့စင်မြင်သွားမှထင်တာပဲအဲ့ဆိုငါတို့ကသူပြောတဲ့နေရာကိုသွားရမှာပေါ့အေးလေကွာတရားထိုင်မုံစိတ်ပြူရှိမဲ့နေရာကိုသိနိုင်မယ်လို့ပြောတာပဲလေသူဒီမှာတရားထိုင်တာ2ရက်ရှိနေပြီနော်ညပိုင်းကြောက်လဲတရားထိုင်တာမကောင်းဘူးပါညာနဲ့အိမ်ပြန်ချင်းနေရမင်းမုံစိတ်ညိုဟုတ်တော့မဟုတ်သေးဘူးပေတူးမှတရားထိုင်တဲ့မုံစိတ်ညိုဟာစူးစိုက်ကြည့်လိုက်ကအဲ့လိုမျိုးဘိုးထင်အားပြောလိုက်ခြင်းဖြစ်ပါတယ်ညမကြတဲ့ချိန်မှာတော့မျက်လုံးမှိတ်ပြီးတော့ရုပ်တွင်နှံသူတရားထိုင်တဲ့မုံစိတ်ညိုမှာမျက်လုံးအားဖွင့်လိုက်ကတရားထိုင်ခြင်းကိုဆုံးသတ်လိုက်ပြီးတော့တမလင်ခွေအားဖြုတ်ပြီးတော့မတ်တက်ရက်လိုက်အဲ့နောက်သူကပေါင်တစ်ဖက်ကိုညောင်းပြေးစီလုံးကလက်သီးစုံနဲ့ကုန်းရင်ထူပြီးတဲ့နောက်လက်နှစ်ဖက်တို့ကမိုးပေါ်မြောက်ပြီးတော့အညောင်းဆန်းလိုက်ပြီးတော့သူကလှမ်းကြည့်ပြီးတော့ဒီလိုစကားဆိုနေကြတယ်ဘိုးရင်တို့တော့နားကိုသွားလိုက်ပြီးအဲ့ရောက်နေမင်းတို့ငါအတင်းပြောနာအတင်းပြောကြလားဗျာကျုပ်တို့ကပြောချင်တဲ့တယ်ပြောမှာဘလို့လဲချင်းနေကောင်းလားမင်းကလည်းကွာရသမားကြက်သမားကိုချက်ချင်းတရားထိုင်ခိုင်းပြီးတော့တွေ့တူးမြင်မှုတွေချက်ချင်းလိုချင်လို့ရမလားဟာဒါဆိုဒီနေ့လည်းတရားထိုင်တာဘာမှမထူးလားမုံစိန်ညွာဘိုးထင်ရဲ့မေးကိုချက်ချင်းမဖြေပဲသူတို့နားမှာဝင်ထိုင်လိုက်ကသူဤမုံစိတ်ဟာတတ်လိုက်ပြီးတော့ဘိုးထင်ရဲ့မေးစကားကိုဖြေလေတယ်အဲ့လိုလည်းမဟုတ်သေးဘူးကွာအဲ့ဆိုထူးပြီလားအဲ့လိုလည်းမဟုတ်သေးပြန်ခင်ဗျားကလည်းမဟုတ်တာတွေကြီးပဲကျုပ်သီးထားပြောတတ်မှာထူးလားမထူးလားဘိုးထင်မှာစိတ်မရှိရနဲ့အဲ့ဒီလိုပြောလိုက်တဲ့ကမုံစိန်ညိုကခေါင်းဟာဟန်ပါပါညှိလိုက်ပြီးမင်းတို့သိတဲ့အတိုင်းပဲကွာကောင်းတာလှုပ်တာနဲ့မကောင်းတာလှုပ်တာကောင်းတာလှုပ်တာခက်တယ်ကွာတကယ်တော့မကောင်းတာလှုပ်တာကောင်းနေတာလည်းပါတာပေါ့ကွာအဲ့တော့ကောင်းတာလှုပ်တဲ့အချိန်မှာမကောင်းတာလှုပ်တဲ့ဓာတ်ခံရှိနေတော့ကောင်းတာလှုပ်တာမကောင်းတာလှုပ်တာတော့မကောင်းပြန်ဘူးကွာမုံစိန်ညွဲစကားနားထောင်ပြီးတော့ဘိုးတင်သီတာမကတိုင်းနဲ့ပေတူးတို့ပါမျက်လုံးဝိုင်းသားလေးများနဲ့ခေါင်းကုတ်လို့နားရှုပ်သွားကြပါလေတော့တယ်ဒီမခံနိုင်တဲ့ပေတူးကမုံစိန်ညွဲဘူးကြီးကြီးလိုက်ပြီးတော့ဟာခင်ဗျားလည်းမဟုတ်သေးပါဘူးဗျာကောင်းတာတော့မကောင်းတာတော့ရှုပ်နေရပဲကျုပ်တို့သိကြအချင်းတွေထူးလားမထူးလားအဲ့ဒါပဲသိကြတယ်ဘာတွေပြောနေမှမသိဘူးဟာအဲ့ဒါခက်တာဗောကွာမင်းတို့တွေလူငယ်တွေဖြစ်ပြီးတော့တကယ်ကိုညံတိန်ကြငါပြောပြီးပါဖကောကောင်းတာလှုပ်တာမကောင်းတာလှုပ်တာတော့မကောင်းလို့လေငါအတွက်ပြောပါတယ်ရှင်းရှင်းပြောရင်တော့ကွာအချင်းတွေမထူးသေးဘူးပေါ့အဲ့ဒါမြန်စောတဲ့ကမထူးသေးပြောနေရှင်းနေတယ်ဟာမဟုတ်တာတွေမကောင်းတာတွေကောင်းတာတော့ဘာတွေမှမသိရုပ်တာပဲဘိုးနေချင်းမကောင်းသေးဘူးလားအဲ့ပြန်ကြအောင်ကွာသူ့အချင်းတွေကောင်းတဲ့ဒီမှာတယောက်တည်းထားခဲ့တော့ဘလို့လဲဘေးတူးမှဘိုးတင်အားကြည့်ပြီးတော့အကြံပေးလိုက်ရဘိုးတင်ကကောင်းချင်းလိုက်ပြီးတော့အေးအဲ့ကြံကောင်းတယ်သူကသာတယောက်တည်းဒီမှာတရားထိုင်လိုက်မယ်တို့ကအိမ်ပြန်နှက်ကြတာပေါ့ကွာဘိုးတင်စကားကိုကြားတဲ့မုံစိန်ညိုကလက်ကပြလိုက်ပြီးဟဲ့ကောင်လေမင်းတို့ပြောတဲ့ကြံမကောင်းဘူးဟာငါဒီမှာတယောက်တည်းထားခဲ့လို့မဖြစ်ဘူးလေဘာလို့မဖြစ်ရမှာတရားဆိုတယောက်တည်းထိုင်ရင်ပိုအကျိုးရှိတယ်မလားတခြားသူတွေတော့ဟုတ်နိုင်တယ်ကွာငါတို့တော့မဟုတ်ငါတယောက်တည်းသူဖောက်ပြန်တဲ့စိတ်တွေများနေတာထူးပါကွာမင်းအိမ်မှာတရားထိုင်တာပဲမကောင်းလားမဖြစ်ဘူးနဲ့တူတယ်နော်ဘာလို့မဖြစ်ရမှာမင်းအိမ်မှာဆိုတော့ပိုတောင်းအေးစီထိုင်လို့ရတယ်လို့ကွာဒီမှာငှက်တန်နေတယ်စူးညံ့နေတာအဲ့ဒါတော့ဟုတ်တယ်ဗျာညောင်သီးစားတဲ့ငှက်တွေကတအားပဲမှန်တိုင်းပြောရင်ကျုပ်တို့အဲ့ငှက်တွေကိုပြစ်ချင်နေတာခင်ဗျာတရားထိုင်နေလို့အဲ့ဒါပြောတာဗောမင်းတို့စိတ်တွေရောမကောင်းတာတွေမွေးနေတာအဲ့တော့ငါတရားထိုင်တာဘလို့ထူးတော့ကြလာပါကွာအိမ်မှာပဲထိုင်ကြမယ်နော်အဲ့ဆိုလဲပြီးတာပဲတပတ်တင်းချင်းနေထူးအောင်လုပ်တော့မထူးလို့တော့ခင်ဗျာကျုပ်တို့စီကနေထွက်သွားတော့ထူးအောင်လုပ်ပါမယ်ကွာငါလည်းမင်းတို့နဲ့နေရတာပျော်နေတာခက်တယ်ဒီလိုနဲ့မုံစိန်ညိုတဲ့ဘိုးတင်တို့ကစကားချိန်တန်းကြအောင်ပြောပြီးတဲ့နောက်ညောင်တော်ရှိညောင်ဝင်များအောင်မှမတ်တက်ရက်ကရွာကိုပြန်လိုက်ကြပါလေတော့လေဘေဘင်ရွာဆိုမှရှိတဲ့ဘိုးတင်ရဲ့အိမ်ဝိုင်းလေးတွေကိုမျိုးသမီးတယောက်လမ်းလျှောက်လို့ဝင်သွားခဲ့အပြင်မှာနေပူနေတော့လဲအိမ်ဝိုင်းထဲရှိနှစ်ရှည်တစ်ပင်ကြီးများကြောင့်ရိတ်ကောင်းစွာရောက်အောင်သာမကညိုမိုင်းလိုပါနေသေးတယ်အိမ်ဝိုင်းထဲဝင်လာသူမှမြောက်ပင်ရွာမှာဝိုင်းစိန်ဖြစ်ပါတယ်သူမအိမ်ဝိုင်းတွင်ရောက်တာနေတရက်ပင်များမှာလှုပ်ရမ်းလို့နေပြီးသူမအိမ်ဝိုင်းထဲဝင်လာတာကိုလိုမကြ၍ခေါင်းရမ်းပြနေသည်လားထင်မှန်မှားလောက်ရဒူးဆန်းပြီးတော့ကြောင်းမဲ့ဖွယ်ဖြစ်ပြများဖြစ်ပြနေတော့လဲဝိုင်းစိန်မှတချက်ကလေးမှာတုံလုံးချင်းမရှိပါပဲအိမ်ရှိကိုပြစ်မှာအိမ်နေရပဲဝင်ထိုင်လိုက်တပင်များသည်လဲချိန်တန်းကြောင်းလှုပ်ရမ်းပြီးနောက်ဝိုင်းစိန်နောက်ထပ်မြည်သည့်လှုပ်ရှားမှုမှမရှိတာကြောင့်ငကိုတိုင်းပြန်လဲပြီးတော့တည်ငြိမ်သွားလေတယ်များမကြသောချိန်မှာစကားပြောတန်ဆိုတန်များနေတူအိမ်ဝိုင်းလေးတွေကို
လူတစုဝင်လာခဲ့လေတယ်အဲလူစုမှာတော့ဘိုးထင်တို့၄ယောက်ဖြစ်ကြပါတယ်သူတို့ကအိမ်ဝိုင်းထဲရောက်ချိန်ကိုပြစ်မှာထိုင်နေတဲ့ဝိုင်းစိန်ကိုမြင်တဲ့အခါတာအေးမှဥစွာအံ့ဩနေတဲ့မျက်နှာပဲနှုတ်ဆက်စကားဆိုးလိုက်ပါလေတယ်ဟာမိုင်းဝိုင်းစိန်အိမ်ရောက်နေရလားဟုတ်တယ်လေနင်တို့မလာတော့ငါလာတော့တာပေါ့ကျုပ်တို့လာဖို့ပဲဗျမုတ်စိတ်ဖြူမတွေ့သေးလို့ဒါနဲ့ဟိုဘာကြီးကဘသူတော့ဩဒါလားကျုပ်တို့ရှာနေမုတ်စိတ်ဖြူညီမုတ်စိတ်ညိုမိုင်းဝိုင်းစိန်ကမျက်နှာမကောင်းတဲ့ကြားမှာမုတ်စိတ်ညိုကပြုံးပြပြီးနှုတ်ဆက်လိုက်သေးတယ်အဲနောက်သူမဘိုးထင်အားကြည့်လိုက်ပြီးတော့ဘိုးထင်အမားတို့ကူညီပေးမယ်ဆိုတာအစင်ပြေးလာရင်ပြေးမှာပါမရဲ့အမားလည်းပညာလေးစိုးနေပြီပြီးတော့မိဖြူလည်းအချိန်နေတိတ်မကောင်းဟုတ်လားမိဖြူဘာဖြစ်လို့လဲမဝိုင်းစိန်မိဖြူလေးကသူ့မျက်နှာကိုဆေးမင်းအောင်မထိုးခြင်းဘူးသူ့မှာဖြစ်နေပြဿနာလဲအဲ့ဆေးမင်းအောင်ထိုးပြီးတော့စီရင်မအစင်ပြေမယ်တဲ့လေအမေကြီးကလည်းစိတ်ညစ်နေတာသူ့မီးကြောင်ပေါ့အဲ့ဒါတွေကမုံစိတ်ဖြူတွေအကုန်လုံးအစင်ပြေပြီဗျာအမားလည်းမိဖြူတေချာတော့စောင်းကြည့်နေတယ်သူစိတ်တွေကြမ်းကြမ်းလာတယ်ဟုတ်တယ်မရဲ့ကျုပ်တို့မှနေကြတဲ့သူ့စိတ်တွေကကြမ်းနေတာအမေကြီးကလည်းသူ့မီးလေးမျက်နှာကိုစီရင်မထိုးပေးခြင်းလို့ဘိုးတင်တို့စောင့်နေတာစိတ်ချအမရဲ့ကျုပ်တို့ဆက်ဆက်လာခဲ့ပါမနော်ဝိုင်းစင်ကသူမတွေးကြုံနေရတဲ့ခက်ခဲများကိုဘိုးတင်တို့ကပြောပြနေခြင်းဖြစ်ပါတယ်မုံစိတ်ညိုမှာပင်ဖြစ်ပြနေတဲ့ပြဿနာအလုံးစုံအကုန်မသိတော့လဲဝိုင်းစိန်ညိုးငယ်တဲ့မျက်နှာကြောင့်မိဖြူဆိုသောကလေးမလေးရဲ့လက်ရှိဖြစ်ပုံနဲ့အခက်ခဲတို့ဟာကောင်းစွာနားလေကတော်ပင်စိတ်မချမ်းမမြေ့ဖြစ်လို့နေပါလေတော့တယ်အဲ့တော့ဝိုင်းစိန်ကသူမပြောလိုတဲ့အကြောင်းများအားလုံးကိုဘိုးတင်တို့အချိန်တော်ကြာပြောပြကပြန်ဖို့အတွက်ကိုပြစ်မှာမတ်တက်ရက်ပြီးနှုတ်ဆက်စကားဆိုလိုက်ပါလိမ့်တယ်မောင်လေးတို့မပြန်တော့မယ်နော်ဘာကြီးကျမပြန်တော့မယ်ဝိုင်းစင်ကဘိုးတင်တို့၃ယောက်နှုတ်ဆက်လိုက်သလိုမုံစိန်ညိုလည်းနှုတ်ဆက်လိုက်အဲ့ကမုံစိန်ညိုဒီကခေါင်းဝညှိတ်ကအတိမတ်ပြုလိုက်ပြီးတော့သူကြီးကိုကပင်းဆောင်နိုင်ကြိုးစားမိကြောင်းကဂရီပေးလိုက်လေတယ်သူမကြီးစိတ်သာချနေကျုပ်ကိုမရရအောင်ပင်းပေးမယ်ကျမလည်းအဲ့လိုပဲဖြစ်စေချင်ပါတယ်ရှင်စိတ်ချစမ်းပါကဲဘာမှပူမနေနဲ့ကျုပ်ကိုရအောင်ရှာပေးမယ်ဟုတ်ပလားမုံစိန်ညိုကအဲ့လိုဂရီပေးလိုက်တဲ့အခါဘိုးတင်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့မုံစိန်ညိုကမင်းငေါပြပြီးဘာဖြစ်တာလဲဟုဒိဗယ်ပင်ချင်းချင်းမေးမြန်းနေကြသူတို့အဲ့လိုပြုမှုနေတော့မုံစိန်ညိုမှာဂယူးမဆိုင်အိမ်ဝိုင်းပြင်ကိုထွက်သွားတဲ့ဝိုင်းစိန်ုံသာကောင်းလေးငိမ့်ငါဖြင့်ကြည်နေပါလေတော့တယ်ဘိုးတင်ငါမင်းတို့ပြောစရာရှိဘာပြောမလဲပြောလေဗျာညာတဲ့ချိန်ကမှဖြစ်ပြီးတော့အင်းရှိကိုပြစ်မှာညသာဓမင်းစားနေကြတယ်ဘိုးတင်ပေတူတာနဲ့မုံစိန်ညိုတို့နဲ့မုံစိန်ညိုမှဓမင်းစားခြင်းကိုအလင်းမြန်ဆုံးသတ်လိုက်ပြီးတော့အဲ့ဒီလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မုံစိန်ညိုရဲ့လေးနက်နက်ဟန်ပန်ကြောင့်ကြံသူများစီလဲဂီယူဆိုင်နဲ့နားထောင်ပေးနေကြအဲ့ကမုံစိန်ညိုကကိုပြစ်ရောက်ကိုဆင်းပြီးတော့လက်ဆေးကပစိုးသောထဲကိုလက်တော့ပြီးတဲ့နောက်ကိုပြစ်ပေါ်ကိုပြန်လာလေအဲ့နောက်သူကဘိုးထင်အားသေးချာကြည့်လိုက်သူပြောလိုတဲ့စကားများပြောကြလိုက်လေညနေကမင်းတို့နဲ့ဟိုမိန်းကလေးပြောနာကြားပြီးတော့ငါစိတ်မကောင်းဖြစ်နေတာတကယ်လို့ငါကိုယ်သာမတွေ့ဘူးဆိုရင်မိဖြူဆွဲကလေးမလေးကမျက်နှာမှာဈေးမင်ကြောင်တွေနဲ့ဖြစ်တော့မှာမဟုတ်လားအင်းပါဗျာခမ ्या ကိုမုံစိတ်ဖြူပဲအဲ့ပြဿနာကိုဖြေရှင်းနိုင်ပါလေအမေကြီးကတော့သူတက်တဲ့ပညာနဲ့သူတက်သူလိုပဲလုပ်မှာပေါ့အဲ့ဒါကိုပဲတွေးနေတာဘိုးထင်မထူးတော့ပါဘူးကွာငါတို့ခီးထွက်ကြဒီမှာဒီတိုင်းနေလို့လည်းအကျိုးမထူးပြုံးစားကြီးမုံစိန်ညိုဘယ်လိုဖြစ်တာငါကိုမင်းတို့ရှာနေကြောင်ကောင်းကောင်းသိသွားလို့ပေါ့ကွာအဲ့ဒါတော့ညနေကမိန်းကလေးပြောလို့သိတာနှုတ်မဆိုဘာကြောင့်ငါကိုရှာနေလဲဆိုတာငါသိမှမဟုတ်သေးဘူးမင်းတို့ကမြောက်ပြင်းသွားမှာပဲပြောတာဘာသွားလို့ရမယ်ဆိုတော့ရေရာတယောက်မှမပြောကြဘူးလေမုံစိန်ညိုပြောဒီကမှန်ပေတယ်ဘိုးတင်သားရင်းနဲ့ပေတူးတို့ကမုံစိန်ညိုထံမြောက်ပြင်းသွားမယ်အကြောင်းနဲ့ပညာနှုတ်ရမယ့်အကြောင်းသာပြောပြပြီးမိဖြူအကြောင်းကိုမပြောမိပြီဘိုးတင်ကဓမင်းစားလက်စားကိုလက်တက်လိုက်ပြီးတော့မုံစိန်ညိုကကြီးလိုက်ကကျုပ်တို့မှားကြတယ်ဗျာအဲ့ဒါထားလိုက်ပါတော့မုံစိန်ညိုဘယ်လိုတွေးနေဆိုတာကျုပ်တို့ပြောပြအောင်ဒီမှာနေပြီးတရားထိုင်မယ်ဆိုငါ့ကိုခြေဦးတရရှောက်သွားပြီးတော့ငါတရားထိုင်ရောအဲ့ဆိုအလုံးတစ်ခုပိုဖြစ်မလားလို့လေကွာအဲ့လည်းမစိုးပါဘူးဗျာဒီမှာဆိုခင်ဗျားတရားထိုင်တော့ကျုပ်တို့ကစောင့်ကြည့်နေရမှာခီးတွက်တော့ပိုးစင်ပြေတာပေါ့အဲ့ဆိုမင်းတို့သဘောတူလားမုံစိန်ညွာလို့မေးလိုက်ရဘိုးတင်ကခေါင်းချင်းလိုက်ပြီးတော့ကျိုးတော့ကန့်ကွက်စရာမရှိပါဘူးတိုင်းနေပြီသူမင်းတို့ဘယ်လိုသဘောရလိုက်မှာလားဘိုးတင်ကမုံစိန်ညွာရဲ့မေးကိုပြန်ဖြေနေသူမျက်နှာချင်းဆိုင်မှာဓမင်းစားနေစေတိုင်းနေဘေတူကိုမေးမြန်းလိုက်အဲ့ခါတိုင်းနေဘေတူကခေါင်းကိုပြိုင်လူကြီးပါညှိလိုက်ပြီးနောက်ဘေတူမှဥစွာပြန်ဖြေလိုက်ပါလေတယ်လိုက်ပါဘောကွာဒီမှာဒီတိုင်းနေရတဲ့ဆိုင်အဲ့လိုရှောက်သွားတာမုံစိတ်ပြိုပို့ပြီးတော့တွေ့နိုင်သေးတာဗောအေးငါလည်းအဲ့လိုပဲထင်တယ်သွားမယ်ကွာဘယ်နည်းတော့သွားကြမလဲတိုင်းမှာဂီးရွက်မိစီစဉ်ကိုလက်တင်ခံလိုက်ပြီးတော့အဲ့နောက်ဘိုးတင်အားကြည့်လိုက်ကဘယ်ချိန်သွားကြမှာလဲဆိုတာကိုမေးမြန်းလိုက်ပြီအဲ့ကဘိုးတင်အားခိတ္တစဉ်းစားလိုက်ပြီးတဲ့နောက်ကြားပါလေကွာမနေ့ပြန်သွားကြရင်ကောင်းမလားကောင်းတာဗောမြန်သွားတာအကောင်းဆုံးပဲဒါနဲ့ငါတို့စားဖို့တောက်ဖို့တော့ကောင်းဘယ်လိုလုပ်ကြရွာပြန်ဇရက်တို့ဘာတို့မှတဲကြတော့ဗောကွာငွေပဲယူသွားကြတာဗောအေးကလည်းကောင်းတာပဲကောင်းတာလုံးနေတဲ့ပေတူရဲ့မေးမေးချမ်းသာတယ်ငွေလေးနဲ့ဘာလောက်တောင်းငယ်ငါလည်းဘားစီကတောင်းဝါမှာဘိုးတင်ကတိုင်းနဲ့စကားဆိုနေနဲ့ညင်ပြီးတော့သူတို့ပြောစကားများနားထောင်ကဓမင်းစားနေတဲ့ပေတူကပြောလိုက်ခြင်းဖြစ်အဲ့ကပေတူကခေါင်းငိမ့်လိုက်ပြီးတော့အေးနည်းနည်းပါးပါတော့တောင်းခဲ့ပါမယ်ကွာနဲပါမလုံးနဲ့လေကွာမေးမေးတော့ချမ်းသာတော့
သူချမ်းသာတာငါချမ်းသာတာမဟုတ်လေကွာအမေအကျိုးစီးပွားတော့လည်းငါဘာလုပ်ပေးခဲ့တာမဟုတ်ငါတာနေမသုံးချင်ဘူးမင်းမေကပေးပါတယ်ကွာခွင်းဆိုတာယူတိုင်းမကောက်ဘူးငါကောင်းရင်မင်းတို့ကလည်းအေးပါကွာအေးပါအဲ့ဆိုလည်းအစီအမေတော့ပဲတောင်းခဲ့ပေါ့ငါလည်းဘားစီရသွားဆွဲလိုက်မယ်ကြာပါတယ်ကွာခဲ့သားကြီးမင်းနဲ့မုံစိန်ညိုပြင်ဆင်တာရှိရပြင်ဆင်ထားလိုက်မုံစိန်ညိုကျုံနဲ့ပေတူငွေသွားတောင်းလိုက်အောင်မယ်ကပေတူမြန်စားကွာချိန်စောသေးရွာတို့တခါလေးသွားလိုက်အောင်အေးဘိုးရင်းရဲ့စကားကြောင့်ပေတူးကြောင့်ဓမင်းစားခြင်းကိုအမြန်ဆုံးသတ်လိုက်ကဓမင်းပကံလေးလက်ကိုကမန်းကရန်ဆေးလိုက်ပြီးတဲ့နောက်ကိုပြပေါ်ကနေဆင်းလိုက်လေတယ်အဲ့နောက်အိမ်ဝိုင်းပြင်ကိုထွက်နေဖြစ်တဲ့ဘိုးရင်နောက်ခက်မြန်မြန်ပင်လိုက်၍သွားလိုက်ပါလေတော့တယ်လွယ်ကြီးများလွယ်ထားတဲ့လူငယ်3ယောက်နဲ့လူကြီး1ယောက်တို့မှာလမ်းဘေးဝဲရမှာပေါက်နေပေပင်အသေးနဲ့ပေပင်အရှင်များကြောခိုင်းချိန်ထားပြီးတော့လမ်းလျှောက်လို့နေကြပါတယ်သူတို့ကဘိုးထင်ပေတူသားနဲ့မုံစိတ်ညိုတို့ဖြစ်ကြဒေါသူတောင်သားများမလို့တခြားထွေထူးထူးအသုံးဆောင်များမပါပဲလွယ်ခက်ကြီးကြီးများအတွင်းသာဝစ်စားတချို့ထည့်ပြီးတော့တယောက်တည်းလွယ်ပြီးတော့ယခုကဲ့သို့ခီးထွက်လာခြင်းဖြစ်ပါတယ်သူတို့ကပေပင်ရွာနဲ့ခလန်းလန်းရောက်တဲ့အခါမုံစိတ်ညိုမှစတင်ပြီးတော့သူဤဘေဘီဝဲရလမ်းလျှောက်နေတဲ့ဘိုးထင်တို့ကမေးမြန်းလိုက်ပါလေတဲ့ဟဲ့ကောင်နေငါတို့ဘယ်ဟိုစသွားကြခုချိန်ကလမ်းလျှောက်မယ်ဆိုရင်တော့သစ်စိမ့်ရွာလောက်တော့ရောက်လောက်မယ်ဒါဆိုသစ်စိမ့်ရွာကိုပဲသွားမလားအဲ့တော့မဖြစ်ဘူးဗျအဲ့မှာကျုပ်တို့စော်ကျင်တဲ့ကောင်တွေရှိတယ်အဲ့ဘေးကညောင်မင်းစုကိုပဲသွားတာပေါ့အဲ့မှာမင်းတို့နဲ့အသိရှိလားအသိတော့မရှိဘူးလေဗျဈေးရတော့ရှိအေးကွာစင်ပြေလိုပဲလှုပ်တာပေါ့သူတို့စကားပြောနေလမ်းလျှောက်နေစဉ်ညနေချင်းဆိုင်မှာလမ်းလျှောက်လိုက်ဖိုးတွေးသားတို့2ယောက်နဲ့စုံကြလေအဲ့ကဖိုးတွေကစတင်ပြီးတော့ဥစွာနှုတ်ဆက်လိုက်လေဆရာကြီးနဲ့ဘိုးထင်တို့ဘယ်သွားကြမလို့တော့မုံစိတ်ပြူသွားချမလို့ကိုတွေးရဲ့ဟမ်ဆရာကြီးအမုံစိတ်ပြူမဟုတ်လားမဟုတ်ဘူး तू ကမုံစိတ်ညိုမုံစိတ်ပြူရဲ့ညီဟာရုပ်ကတော်တူတာပဲနေပေါ့မင်းတို့ဘယ်သွားချမခြေဦးတွေကပေါ့ဗျာမင်းတို့ကောင်တွေကငါ့ကိုသစ္စာဖောက်တာလားသွားမယ်ဆိုငါတို့တော့မပြောဘူးဟမ်အဲ့တော့မဟုတ်ပါဘူးဗျာကျုပ်တို့ကဘယ်ရောက်လို့ဘယ်ပေါင်မှန်းလဲသိတာမဟုတ်ပြီးတော့ဘယ်အချိန်မှရွာပြန်ရောက်မှန်းလဲမသိဘူးဒါကြောင့်မခေါ်တာဘာဖြစ်ကွာမင်းတို့သွားငါလည်းလိုက်မှာပေါ့ဒါကမင်းတို့လိုက်မလားလိုက်မယ်သူလဲပြန်ကောလဲနေပဲသွားမယ်လीဖိုးတွေကဘိုးတွေစကားဆိုနေနဲ့သူ့ဘေးမှာตาရားမေးလိုက်အဲ့ကตาမခိထတွေးလိုက်ပြီးတော့မထူးကွာဂျန်ခုတ်ပေါ်လဲဝေးကြီးကြံသေးဒိုလဲနဲ့နွားနဲ့လဲအားနေဆိုလိုက်သွားတာပေါ့အေးကောင်းတယ်အဲ့ဆိုငါတို့ရွာပြန်ပြီးတော့လဲကောက်ကြမယ်ကဲဖိုးတွေမင်းတို့ဒီမှာခဏစောင့်ကြအောင်ဖိုးတွေမှာဘိုးတွေဟာလို့ပြောလိုက်ပြီးတော့ဘေတူးနဲ့ตาကြီးကဖိုးတွေနဲ့ตาရမယုံသင်္ကာသလိုကြီးလိုက်ကြပြီခမောက်တကယ်လို့လိုက်မှာမလို့လားဘယ်ပေါက်လို့ဘယ်အောင်မှမသိဘူးနော်ဘေးမှာမင်းတို့ခေါ်လို့ဘာလို့ဆိုရင်တန်နေမကြားချင်ဘူးဟုတ်တယ်ခင်ဗျားတို့ကလဲကောင်းမယ်ဆိုပြီးတော့ရွာပြန်သွားပြီးတော့ဟိုရောက်တော့စိတ်ပြောင်းပြီးတော့ပြန်မလာကျုပ်တို့ကဒီနားမှာအချိန်ဖေးနေဗျာပေတူနဲ့တိုင်းမှာအဲ့လိုစကားဆိုလိုက်တဲ့ကဖိုးတွေးမှာသူတို့နှစ်ယောက်ကမကြေမနက်နဲ့ကြီးလိုက်ပြီးဟာဒီခွေးကောင်လေးနာကောင်တော့လိုက်မှာပါဆိုမှဘာဖြစ်နေသမောင်ငါမေးပြစီဦးငါတို့နဲ့မင်းတို့အဲ့လိုသွားတိုင်းငါတို့ဘယ်နှခါမှညီးဘူးလို့လေမင်းတို့ကောင်တွေကသာခွေးနာကြီးလို့ညီးနေတာနော်ကျုပ်တို့ကကြိုပြောရတာပါအရင်ကလည်းခုကတူတော့တာမဟုတ်လေခုခင်ဗျားတို့ကလဲနေရာတွေဦးစီးလောက်ကင်နေပြီဆိုတော့အားကြောင့်ပြောတာသူတို့စကားကြပြီးတော့ပြောနေချင်းရွာဘက်မှနေပြီလဲနှစီလှမ်းလာလေတယ်လဲမောင်းသူနှစ်ယောက်တို့ကအတန်ခက်ကျယ်နေစကားပြောလာကြဘာလဲကွာသူသားမရှိတာနဲ့ငါအကြီးခိုင်းနေငါလည်းပါထူးလို့လည်းပေါတူးရဖိုးလေးမရှိတာနဲ့ရွာလူကြီးကငါအကြီးခေါ်ခိုင်းနေတာလဲမောင်းလာသူနှစ်ယောက်မှာပေါတူးနဲ့မင်းအောင်တို့ဖြစ်သူတို့နှစ်ယောက်စလုံးလဲတစည်းစီပင်ရှေးစင်းနောက်ဆင့်မောင်းလာကြအများမကြတော့ချိန်မှာတော့ဖိုးလေးตาရဘိုးထင်တို့စကားပြောနေကြတယ်နေရာကိုရောက်လာကြပါလိမ့်တယ်သူတို့နှစ်ယောက်ကလူစုံတက်ဆုံနဲ့လဲလန်းတစ်ပိမှာစကားပြောနေတဲ့ဖိုးလေးတို့မြင်တဲ့အခါပေါတူးမှလဲကိုရက်တန်းလိုက်ပြီးတော့ထူးဆန်းအံ့ဩနေတဲ့မျက်နှာနဲ့လှမ်းပြီးတော့စကားဆိုလိုက်ပါလိမ့်တယ်ဟာရုံလီစောစီဘယ်ပြန်လာဘယ်မှပြန်လာမဟုတ်သွားကြရှိလို့ဗျာခင်ဗျားတို့ယောက်လဲတယောက်စီနဲ့ဘယ်သွားမလို့တော့မနေ့ကကြံပြားထိုးရတာငါဘာသွားတိုက်ခိုင်းလို့ကွာမင်းတော်လည်းရွာလူကြီးခိုင်းလိုက်တာဟိုနှကောင်မရှိလို့ပေါ့ပေါတူးကဘိုးတွေနဲ့စကားဆိုနေတဲ့သားနဲ့ဖိုးတွေတို့ကမင်းကောပြပြီးတော့ပြောလိုက်ခြင်းဖြစ်ပါဖိုးတွေနဲ့သားဒီကလဲနှစီနာသွားကကိုပေါတူးအိမ်ပြန်တော့ဗျာလဲကြုတ်ယူသွားလိုက်ဟာဘယ်ယူသွားမှာလို့မင်းကိုလည်းဗျာရေးချီလိုက်တာအဘနဲ့မပြောလိုက်ဘယ်နည်းမှပြန်အောင်လည်းမသိဘူးလို့စိတ်ပူမနေနဲ့လို့ဘိုးတွေတို့နဲ့သွားတာပါတခါလေးပြောလိုက်နော်အဲ့ဆိုလည်းပြီးရောကွာငါလည်းကြံပြားတော့နေမတင်ကြတာနဲ့အကိုက်ပဲဟိပေါတူးမှပြောဆိုလဲပေါ်မှာဆင်းလိုက်သူဆင်းလိုက်တာနဲ့သားမှလဲပေါ်တက်လိုက်ပြီးတော့နွားလဲမောင်းရန်အသိနေထားဖြစ်လို့နေပါတယ်သူနီးသူဖိုးတွေးသည်လဲမင်းအောင်လဲနာသွားလိုက်ကကိုင်းအောင်ခင်ဗျားလည်းပြန်တော့ဗျာကျုပ်ပေါ့ပြောလိုက်ဘိုးတွေတို့နဲ့ရေးကြီးလို့လိုက်သွားလို့ဆိုတာပြောလိုက်ဗျာလဲယူသွားမှာလားယူသွားမှာအေးဒါနဲ့မင်းတို့ဘယ်သွားကြမလို့အဲ့တော့ကျုပ်လည်းမသိဘူးပြီးတာပဲကွာဆိုလည်းငါတို့ပြန်တော့မယ်မင်းတော်မှလဲပေါ်မှာဆင်းလိုက်ပြီးတော့ပေါတူးနေတူအားလုံးကိုနှုတ်ဆက်ပြီးတော့ရွာပြန်သွားခဲ့လေတယ်သူတို့ပြန်သွားနေဘိုးတွေမှလဲပေါ်တက်လိုက်ပြီးတော့ဘိုးတွေတို့ကြည့်ကဘိုးတွေလဲနေဆိုထမင်းဟိုးလေးတော့ယူခဲ့ဦးမှနဲ့တူတယ်ရွာပြန်ယူရမှာလားရွာတော့ပြန်ပြူနေလေကွာကိုင်းညုံမောင်တဲကအိုးခွက်နဲ့လွှဲတာတွေယူသွားအောင်ငါတဲမှလည်းလွှဲတာတွေဝင်လို့ရတာပဲဟိုအဲ့ဒါကောင်းတာပဲထမင်းဟိုးနဲ့ဆန်ပါရင်ဟိုးစင်းပြေးနေပြီကဲအားစုသွားကြအောင်ကွာလား
ဖိုးရင်းစော်တဲ့ခါကျတော့မှဘိုးရင်တို့က2ယောက်တစည်းလဲဘော်ကိုလူများတက်လိုက်ကြသူတို့လဲဘော်ရောက်တာနဲ့လဲမောင်းတဲ့ဖိုးရင်းနဲ့သားတို့မှာသူတို့၏နွားများကိုငောင်ငန်းလိုက်ကြပြီးတဲ့နောက်လဲအားစတင်ကမောင်းထွက်သွားလိုက်ကြပါလေတော့တယ်နေဝင်ချင်းတိမ်တောင်းနေတာကြောင့်ညနေချင်းကနေအလင်းရောင်မှာနေချင်းချင်းဖြစ်လို့နေပါတယ်အဲ့ဒီနေချင်းချင်းနေအောင်အောက်မှာလဲလေးနှစ်စီးကတောင်ရခင်းများဘေးမှာရှိတဲ့လဲလန်းမှာတရွေ့ရွေ့သွားလို့နေတယ်သူတို့ဦးဒီယာရက်ကဝင်လူလူနေလုံးကြီးတီရှိရာကိုဦးဒီလိုနေပါလိမ့်တယ်နေလုံးရှိရာရက်ကိုသွားနေတဲ့လဲလန်းပေါ်မှာလဲလေးနှစ်စီးကအဝေးကမြင်ရလျင်ပကြီးကားတစ်ချက်နှင့်ပင်တူကြပါတယ်လဲနှစ်စီးပေါ်မှာလူ3ယောက်စီပါကြပြီးတော့အဲ့လဲနှစ်စီးကမောင်းသူမှာတာယာနဲ့ဖိုးတွေးဖြစ်ပြီးတော့တာယာရဲ့လဲပေါ်မှာတော့ဘိုးတင်နဲ့မုံစိန်ကိုပါလာပြီးတော့ဖိုးတွေးရဲ့လဲပေါ်မှာတော့ပေတူးနဲ့တာကြီးတို့ပါလာလိမ့်တယ်ညမကြတော့အချိန်မှာတော့နေ့ရှည်တစ်ပင်ကြီးများအုံဆိုင်နေတဲ့ရွာအားတိမ်တောက်နေတဲ့နေအောင်အောက်မှာအတိုင်းသားမြင်နေရပါတယ်အိုက်ခါရှိသုံးမှာမောင်းနေတဲ့ဖိုးတွေးလဲပေါ်မှာပေတူးကသူတို့၏နောက်မှာတာယာ၏လဲအားလှမ်းကြည့်ကအတန်ခန့်ကျဲကျဲနဲ့စကားဆိုလိုက်ပါလိမ့်တယ်ဘိုးတွေတို့မမတဲတာမလဲရွာမြေမှာဇရက်ရှိတယ်ထင်တယ်အဲ့မှာပဲတဲကြတာပေါ့အေးဇရက်ကတင်းတိုင်းကုန်းသားမှာကွာဘာဆန်းတာမလို့ကွာပြီးတော့ပဲအဲ့ဒါငါကိုဘိုးတွေဇရက်မအောင်ခိုင်းလိုက်တော့မယ်အေးငါပြောတာမင်းကြားရင်တော့ကိုဘိုးတွေလည်းကြားတော့ပါလေဟာမင်းကလည်းနောက်ကနေအပြစ်ပဲပြောနေတော့တာပဲ तू ကလဲအောင်ဆိုင်မောင်းနေရကွာအားကြောင့်ငါပြန်ပြောပြနာအေးပါကွာကဲမောင်းဇရက်နားမှာပဲနားကြတာပေါ့အဲ့လိုပေတူးနဲ့လဲတယောက်တစ်စီးစီမှနေပြီစကားအော်ပြောဆိုပြီးတဲ့နောက်ညောင်မင်းစုရွာနောက်ဘက်ခလန်းလန်းမှာရှိတဲ့သုတ်တန်ကုန်းဘက်စီကိုသွားလိုက်ကြညမကြသောအချိန်မှာတော့သုတ်တန်ကုန်းဘေးကပ်လျက်ရှိကျွန်းတိုင်လုံးများဖြင့်တိဆောက်ထားတဲ့ဇရက်ကိုရောက်ရှိလာဖြစ်ပါတယ်ဇရက်ကိုရောက်ရှိလာချိန်နေကလည်းဝင်နေပါပြီဘိုးရင်းနေသားတို့ကသူတို့၏နွားဦးလဲများကိုရက်တန့်လိုက်ပြီးတဲ့နောက်သူတို့၏လဲနောက်မှာပါလာတဲ့ဘိုးရင်တို့ကစကားဆိုလိုက်ကြတော်သေးတယ်မင်းတို့နှုံးမဆိုမောင်မဲတဲ့နေရာအောင်မှာအခုငါတို့ပါလာလို့မီးရုံပါအကုန်ပါတယ်ကျိုးတို့ကလမ်းလျှောက်သွားမယ်ကြံထားလေဗျာအဲ့ဒါကြောင့်တခြားအပိုလုံးတွေဘာမှယူမလာခဲ့တာဘိုးရင်းတို့မှလွယ်တလုံးစီဖြင့်သာယခုလိုခီးဆက်ဖို့ကြံထားတော့လဲမမျော်လိမ့်မယ်ဘိုးရင်းနဲ့သားတို့မှလဲနေလိုက်လာကြသည့်အတွက်မီးအိမ်မီးကွက်ထမင်းဟင်းဟင်းနဲ့စံစီစားရှိတဲ့ပစ္စည်းများကိုကိုညမောင်တဲနဲ့ဘိုးရင်းတို့၏တဲမှယူဆောင်လာခဲ့ခြင်းဖြစ်ပါတယ်အဲနောက်သားနဲ့ဘိုးရင်းကလဲကိုဖြုတ်လိုက်ကြတယ်ဘိုးရင်းတို့ဒီလဲဇရက်ပေါ်တစ်ကိုင်းတစ်ခတ်အချို့ကိုချိုးကလဲဖယ်ပြီးတဲ့နောက်ဘာစကားမှမပြောဘဲဒီငိန်နဲ့လိုက်ပါလာတဲ့မုတ်စိန်ညိုအားကြီးလိုက်ပြီးတော့မုတ်စိန်ညိုခင်ဗျာတရားထိုင်တော့ဗျာကျုပ်တို့ရွာလိုက်သွားလိုက်အောင်မယ်လိုက်လို့မရဘူးလားခင်ဗျာလဲပေါ်တန်းလုံးအိတ်လာတယ်ဗျာထိုင်တော့ပေါ့အေးပါကွာအေးပါအဲ့ဆိုရွာတွေကပြန်လာတလုံးလောက်ဆွဲခဲ့သမ်းမအောင်ခင်ဗျာဘယ်လိုပြောလိုက်တာလဲဗျာတရားထိုင်နေဆိုရက်တော့အောင်မလို့လေလားစဉ်းစားပြောသမ်းမအောင်ပြောတော့ခင်ဗျာမိပြီကိုကူညီခြင်းနဲ့ဆိုဘိုးနေမလို့ပြောလိုက်ရမုတ်စိန်ညိုကခေါင်းကိုညှိလိုက်ပြီးတော့အေးဟုတ်တယ်မှန်တယ်ကွာငါတရားထိုင်ရမယ်အဲ့ဒါမှလူတွေရဲ့အခက်အခဲကိုကူညီနိုင်မှာငါအရက်မတော့တော့ကွာမတော့တော့ကွာနေညုံနေဖြစ်ဖြစ်မုတ်စိန်ညိုကြီးလေးပြိုတန်းစီလဲမကြာခဏထွက်ပေါ်လို့နေတယ်ဒါမဲ့သူကအရက်မတော့စိတ်ပိုင်းဖြတ်လိုက်ရင်ပြင်လွယ်ထဲမှာမစိုးတရေဟာဇရက်ကျမ်းမြင်တွေခင်းကအဲ့ဒီခင်းပေါ်မှာတရားထိုင်မှုအသင့်နေတာဖြစ်လို့နေပါတယ်အဲ့ချိန်နွားများကိုနီးနားမှာရှိတဲ့တစ်ပင်ရိပ်မှာချီနောင်ကပြန်လာတဲ့သားနဲ့ဖိုးတွေတို့ဇရက်ပေါ်ရောက်လာပြီးတော့တရားထိုင်ဟန်ပြင်နေတဲ့မုတ်စိန်ညိုကစကားဆိုလိုက်ကြဆရာကြီးတရားထိုင်တော့မို့လားအေးကွာငါတရားထိုင်မှာလောကီလူသားတွေကောင်းတူရမှာဆရာကြီးကခုလိုကြောက်လဲဘယ်ဆိုးလို့လဲလူလိုတော့သိတတ်သားပဲအေးပေါ့အမေးမေကြီးတော့ငါလူမဟုတ်လို့ပါတော့ကတော့ကြုတ်ပြောချင်တာလို့မဟုတ်ပါဘူးဗျာဟိုလိုဗျာကိုချင်းစာတရားရှိတာပဲအဲ့လိုပြောချင်တာမင်းတို့ကောင်းနေနော်ငါကိုမဟုတ်ဘူးဆိုတာနဲ့နောက်ပြောင်တော့လာမလုံးနဲ့ငါတကယ်တရားထိုင်မှာတရားထိုင်တော့ဟုတ်ပါပြီဟိုဘယ်လိုမှတ်တော့ငါ့ကိုနီးပေးခဲ့တယ်ကွာလွယ်လေးဝင်တဲ့လေကိုဝင်လေထွက်တဲ့လေကိုထွက်လေဆိုပြီးတော့နှာခေါင်းမအာယုံစိုက်တာအဲ့လိုမှတ်ခိုင်းတာကွာဘာလဲဟိုတမာရီတီခိုင်းနေဆိုလားပဲကွာအဲ့ဒါလွယ်လေးပဲလေမလွယ်ဘူးငါကောင်တွေကမင်းတို့မှတ်ကြည့်သိလိမ့်မယ်အဲ့လိုစိတ်ကိုတင်းငိမ်ထားဖို့မလွယ်တာစူးစမ်းပြီးတော့မှတ်ပြီးတော့ဆရာကြီးအဲ့လိုစူးစမ်းမှဆရာကြီးကိုဗမာရှိမလဲဆိုတာသိမှာမလားအေးကွာဒါကြောင့်မို့လဲငါသီးခံပြီးတော့တရားထိုင်နေတာဗောငါလိုဆိုအခုချိန်ရက်တောက်နေပြီဖိုးရေးသားနဲ့မုံစိန်ညိုတို့စကားပြောနေချိန်ဘိုးရင်တို့သုံးကထိုင်နေရမှမတ်တက်ရက်လိုက်ပြီးတော့ဖိုးရေးတို့နေရာကလှမ်းကြည့်လိုက်ကကိုရင်းနဲ့ကိုသားရကျတို့ရွာထဲသွားအောင်အေးသွားမယ်လေကွာမုံစိန်ညိုအောင်သူကဒီမှာတရားထိုင်ပြီးတော့ကြံရင်ခဲလိုက်မယ်မုံစိန်ညိုကျတို့အချိန်လေးလင်းမယ်နော်ဘိုးရင်ကဖိုးရေးတို့နဲ့စကားပြောနေတဲ့မုံစိန်ညိုအားကြီးကစကားဆိုလိုက်ခြင်းဖြစ်ပါတယ်အဲ့ကမုံစိန်ညိုကခေါင်းချင်းပြလိုက်ပြီးတော့ရတယ်ဒါနဲ့မင်းတို့ကဘယ်သွားကြမရွာထဲမှာဈေးတိုင်းရှိလောက်တယ်ဗျာလိုအပ်တာလေးဝယ်ချမ်းရမှာပေါ့အေးသွားဒီလိုနဲ့ဘိုးရင်တို့9ယောက်မှာဇရက်ပေါ်မှာဆင်းပြီးတော့ရွာထဲကိုထွက်ခွာသွားခြင်းဇရက်ပေါ်မှာတော့မီးအိမ်လေးတစ်လုံးနဲ့တူမုံစိန်ညိုတယောက်တည်းတရားထိုင်ပြီးတော့နေလေတယ်အဲ့ချိန်တင်းတိုင်းကုန်းဘက်စီမှာခွေးတကောင်ကြီးဆွဲငင်ဦးတန်ကထိတ်လန့်ပွဲရာထွက်ပေါ်လို့လာပါလေတော့တယ်ကျွန်းနိုင်လုံးများဖြင့်တိဆောက်ထားပြီးတော့တက်ကယ်မိုးထားတဲ့ဇရက်အားပြင်ခင်းထားလေတယ်
အိုက်စီပေါ်မှာတော့မုံစိမ့်ညိုတရားထိုင်နေရာကိုထွန်းထားတဲ့မီးအိမ်လင်းအောင်ကြောင့်ကောင်းစွာမြင်တွေ့နေရပြီလေ။သမင်းစီချေမုံစိမ့်ရှင်များရှိတဲ့မုံစိမ့်ညိုကတကယ်ကိုကျင့်ကြံသူတယောက်နဲ့တူလာပြီလေ။မုံစိမ့်ညိုရဲ့အတွေးသည်လည်းယခုချိန်တော့ကိုအကောင်းဘက်ကိုဥတီနေခဲ့။သူ၏စိတ်စေနာသည်ကကောင်းမွန်တဲ့အထောက်ဘက်ဖြစ်သလားဟုထင်ရတယ်။အကြောင်းမှာတရားမှတ်ခြင်းကိုတည်ငြိမ်စွာလုပ်နိုင်ခြင်းကြောင့်ဖြစ်တယ်။အဲ့လိုတည်ငြိမ်စွာတရားထိုင်နေခြင်းနားတဲ့ကိုအတန်တချို့ဝင်လာခဲ့လေတယ်။ဘိုးလိုက်အနောက်ရက်ကိုဥတီသွားနှစ်ရက်မြောက်ရင်ချိန်နေထူးမယ်။အတန်မှာအဲ့လိုပြောပြီးတော့ပျောက်ကွယ်သွားတယ်။သူ၏နာနာကိုကပ်ပြီးတော့ပြောလိုက်သလိုဖြစ်တဲ့အတွက်မုံစိမ့်ညိုကပိတ်ထားတဲ့မျက်လုံးတို့ဟာဖွင့်ပြီးတော့ဗတ်ဝင်းကျင်ကိုလိုက်လံကြည့်လိုက်။အခုဘိုးမြိုင်ခမရောက်နေရလား။အတန်မှာကိုပြည့်သူစေးပိုင်းဘိုးမြိုင်အတန်မှန်ကောင်းစွာသိရ၍သူအဲ့လိုပြောလိုက်ခြင်းဖြစ်ပါတယ်။အခုပြည့်သူနာနာကပ်ပြီးတော့ပြောသွားသည်မှာတေချာ၍ဗတ်ဝင်းကျင်ဟာကြီးကန်းတောင်းမှောက်ကြည်နေစဉ်စကားတန်များနဲ့ဘိုးတင်တို့အဖွဲ့ပြန်ရောက်လို့လာကြပါတယ်။သူတို့ကထိုင်နေရသားနဲ့ဗတ်ဝင်းကျင်ကိုစူးစမ်းနေတဲ့မုံစိမ့်ညိုကပေတူးမှစတင်ပြီးတော့အမေစကားဆိုလိုက်ပါတယ်။မုံစိမ့်ညိုဘာဖြစ်နေလဲဗျာဘာတွေးလို့ငါကငါ့ကိုစကားလာပြောသွားလို့ကွာမုံစိမ့်ညိုစကားလာပြောတယ်ဟဟလားဟုတ်တယ်ငါနာနာကိုကပ်ပြီးတော့ပြောသွားတာမုံစိမ့်ညိုရဲ့စကားကြောင့်အားလုံးဝမ်းသာသွားကြပြီးတော့သူဤဘေးမှာဝိုင်းထိုင်ကအချိန်တွေကိုတယောက်တစ်ပေါက်မေးမြန်းကြလေတော့တယ်မုံစိမ့်ပြောဘာပြောရလဲအတူအခုပမာတဲ့လေကျိုးတို့ဘယ်ကိုသွားမယ်ဆိုတော့ပြောပါသေးလားအဲ့လိုတယောက်တစ်ပေါက်မေးမြန်းခြင်းကိုမုံစိမ့်ညိုမှာလက်ကပြပြီးတော့ခဏနေပေါင်းကွာငါအကုန်ပြောပြပါမယ်မင်းတို့သွားကြတဲ့ငါတရားထိုင်နေတာကွာတရားလည်းတကယ်ကိုထိုင်လို့ကောင်းနေတာကွာစိတ်တွေကလည်းငြိမ်နေတာအဲ့ချိန်ငါနာနာကိုအကူကလာပြီးတော့စကားပြောသွားတယ်ကွာအနောက်ရက်ကိုဥတီသွားနှစ်ရက်မြောက်ရင်ချိန်နေထူးမယ်တဲ့အဲ့လိုပြောပါလားဟုတ်တယ်ပြီးသားယူကြားလိုက်တာကွာအဲ့ဒါကြောင့်သူများလာသေးလားဆိုငါလိုက်ကြည့်နေတာမုံစိမ့်ပြောတကယ်ဆိုတော့အချိန်နေထူးလာပြီဗျာတကယ်ပြောတာဘိုးထင်ငါဟိုမိန်းကလေးပြောတာကိုတနာပြီးတော့ကူညီခြင်းစိမ့်နဲ့တကယ်ကိုတရားကောင်းကောင်းထိုင်နေတာကွာအဲ့ဆိုကောင်းတယ်ဗျာကျုပ်တို့မိုးလင်းတာနဲ့ခီးဆက်ကြအေးကွာမင်းတို့သွားတာဘယ်လောက်ကြာတော့မုံစိမ့်ကမှသူတရားထိုင်ကောင်းနေတဲ့အချိန်မီမြကြာသွားသည်ကိုအမှန်တကယ်မသိတဲ့အတွက်မေးလိုက်ခြင်းဖြစ်ပါအဲ့ခါပေတူကသူဤဘေးမှာဒါဤပကုံးကပုတ်ပြကဒီကောင်ကရဲတောက်ချင်တယ်ဆိုတာနဲ့ရဲဆိုင်ထိုင်နေတာတော့ကြာသွားတယ်ရွာတဲ့လူတွေတော့အိတ်တာကြားပေါ့ဗျာကျုပ်ထင်တော့ညနှစ်ချက်တီးလောက်ရှိရောပေါ့ဟာတကောင်တော့ကြော်သွားတာလားဟုတ်တယ်ဟာငါတရားထိုင်တာအဲ့လောက်တော့ကြာသွားတာပေါ့မိုးစိမ့်ကမှမောင်တဲ့အချိန်မှစတင်ပြီးတော့တရားထိုင်လိုက်ရာညတကောင်ကြော်တဲ့အထိတရားထိုင်နေခဲ့သည်ကိုမယုံကြည်နိုင်အောင်ဖြစ်လို့နေပါတယ်အဲ့တော့မိုးစိမ့်ကဘိုးတင်တော်ကကြည့်လိုက်ပြီးတော့ကဲမနက်စောခီးဆက်ကြအောင်မင်းတို့လည်းနားကြတော့လေမုံစိမ့်ညမလို့ပြောတဲ့အခါအားလုံးကအိပ်ဖို့အတွက်သူတို့၏လွယ်ကလေးများကိုခေါင်းမှာခုပြီးဇရက်ပေါ်မှာတင်းတယ်လို့နေရာယူကြလေတယ်ဘိုးရင်ဒီကအင်ဘတ်ထုတ်ဟာကင်ကမုံစိမ့်ညိုရှေ့မှာချလိုက်ပြီးတော့မုံစိမ့်ညိုညသာမစားသေးဘူးမလားဒီမှာအမဲတော်ပါတယ်စားလိုက်အောင်တော့ပါပြီကွာငါအမဲသာစားခြင်းစီမရှိဘူးအဲ့ဒါလည်းကောင်းပြီဗျာဟိုနားမှာအကောင်တကောင်တွေ့တယ်အဲ့ကောင်ကြီးကတနာစရာကောင်းနေကျုပ်သွားကြွေးလိုက်ဘာကောင်တော့ဘိုးတင်မုံစိမ့်ညိုစီကစားစရာရမလားလို့ကြည့်နေတဲ့အကောင်လေးတရေထင်ပါတယ်ဟုတ်လားအဲ့ဆိုသွားကြွေးလိုက်ပါကွာငါလည်းအိတ်လိုက်အောင်မယ်မနေ့ပြန်အစောပိုင်းခီးဆက်ကြတော့ဗောမုံစိမ့်ညမလို့ပြောပြီးတော့အိမ်ရန်ပြင်ဆင်လိုက်ဘိုးထင်မှာပြင်လက်ထဲမှာအင်ဘတ်ထုတ်ပြင်ထုတ်ထားတဲ့အမဲကြော်ထုတ်အားကိုင်ကဇရက်အောက်ကိုဆင်းသွားလိုက်ပါလေတော့တယ်ကျဲအောင်လေးလာရောက်မမအောက်မှာအုတ်ကူနဲငယ်သာရှိတဲ့တင်းချိုင်းကိုဝိုးတွားမြင်တွေ့ရလေတယ်တစ်ပင်ရိတ်ကင်းလို့တဲ့နေရာမှာတော့မြေပုံတချို့ကိုဟောင်းရွက်နေမှတ်တိုင်များရိုင်တဲ့နေရာမှတ်တိုင်တချို့နဲ့တူအနေငယ်ထင်းသားမြင်သာရှိပြီလေအဲ့ဒီတင်းချိုင်းရဲ့ဘေးမှာရှိတဲ့လဲလန့်မှာဘိုးထင်တယောက်မတ်တက်ရက်လို့နေတယ်သူရှိမှတော့ရုပ်စင်းတံကိုခွဲခြားရမရနိုင်နဲ့နာနာဘဝတကောင်မတ်တက်ရက်နေပါလေဘိုးတင်ကအဲ့နာနာဘဝကောင်စေးစေးကြည့်ပြီးတော့အတန်ခတ်မာနဲ့စကားဆိုလိုက်ဟဲ့အောင်မင်းဇရက်ကိုကြည့်နေငါအစောတည်းကမြင်တယ်မင်းဘာလို့ကြည့်နေလဲဇရက်ဘောကလူကြီးအမြပေးမလားလို့စောင့်ကြည့်နေတာမင်းစားနေတော့ရှင်လို့ကြည့်တာမဟုတ်လားမဟုတ်ဘူးငါဒီဘဝမှာမနေချင်တော့လို့ငါ့ကိုအမြပေးမဲ့သူကိုစောင့်နေတာအဲ့ဒါတွေတော့ငါနားမလဲဘူးမင်းပိုင်းဆိုင်ရော့ဒီမှာအမဲကြော်ပါတယ်စားမလားစားခြင်းပါတယ်ငါစားလို့မရဘူးတခြားကောင်တွေလူစားလိမ့်မယ်မင်းလက်ထဲမှာမလို့ကြံတဲ့ကောင်တွေငြိမ့်နေတာငါလက်ထဲရောက်ရင်ကြံတဲ့ကောင်တွေတောင်းချမ်းလိမ့်မယ်နာနာဘွားကောင်မအဲ့လိုပြောလိုက်တဲ့အခါဘိုးတင်ကတစ်ချက်ပြုံးလိုက်ပြီးတော့အဲ့ဒါကိုစိတ်မူဆန်းပါလေကွာစားခြင်းသာစားလိုက်ဘိုးတင်ကအဲ့လိုပြောလိုက်ပြီးတော့လဲလန်းတစ်ပေးမှာရှိတဲ့အုတ်ကူပေါ်မှာအမဲကျော်တို့ကတင်ပြီးတော့ဖြီးပေးလိုက်သူအဲ့လိုဖြီးပေးနေရတဲ့သုတ်တန်ထဲမှာအပေများလှုပ်ရှားလာပြီးတော့ဝိုးဝါးလင်းအောင်အောက်မှာရှိတဲ့မြေပုံများထဲမှာအရင်များထိုးထွက်လို့လာပါလိမ့်တယ်အဲ့ဒီကဘိုးတင်ကတောက်ချက်ခောက်လိုက်ပြီးတော့တန်ခတ်မာနဲ့စကားဆိုလိုက်တယ်ငါမင်းမြပဲဒီမဲတော့လူစားကျင်တာလားသူဤတန်ကိုကြားတာနဲ့လောက်ခါနေတဲ့တစ်ပင်များငြိမ်သွားသလိုမြေပုံမှထိုးထွက်လာနေတဲ့ရိတ်မဲများသည်လည်းမြေပုံတွင်းကိုတဖြည်းနဲ့ပြန်ဝင်သွားလေတယ်အဲနောက်ဘိုးတင်ကသူဤရှိမှမလုံးမရှက်ရက်နေတဲ့နာနာဘဝကောင်ကကြည့်လိုက်ပြီးတော့ကဲမင်းစားလို့ရပြီဘယ်ကောမှမနှောက်ရှက်ရတော့မင်းကအောက်လန်းပညာတယ်မဟုတ်လားမင်းကအစာကျွေးပြီးခိုင်းပါလားငါအဲ့လိုမလုပ်ချင်ဘူးငါကျွတ်လွတ်ချင်ပြီမ
င်းစေနာတန်းတန်းနဲ့ငါကြွေးနေရဒါပေမဲ့ငါမေးတော့မင်းဖြေရလိမ့်မယ်ဖြေမယ်ငါ့ကိုမခိုင်းရတယ်ငါကတိပေးတယ်မင်းရင်စားလိုက်ဘိုးရင်လို့ပြောပြီးတဲ့အခါသူဤရှိမှနာနာဘဝကောင်ကအုတ်ကူပေါ်တက်ပြီးတော့စောင်းကြောင်ထိုင်းကအမဲတော်များကိုစားလို့နေတယ်သူစားနေချိန်မှာတော့သုတ်တန်ထဲမှာတောက်ခေါက်တန်များနဲ့ခွေးဥတန်များကညံစီလို့နေပါလေဘိုးရင်မှာချောင်းဝန်းတန်ခက်ကြဲကြဲလှုပ်လိုက်တဲ့အခါမှာတောက်ခေါက်တန်များပျောက်လို့သွားခဲ့အဲနောက်သူကအုတ်ကူပေါ်မှာစောင်းကြောင်ထိုင်းပြီးတော့အမဲတော်စားနေတဲ့နာနာဘဝကောင်ကိုစားတင်ပြီးတော့မေးမြန်းလိုက်ပါလိမ့်လေမင်းဖေးရသားလေအသက်ဘယ်လောက်ရှိပြီလဲငါညောင်မင်းစုသားပဲငါတေတုံးကအသက်20ငါတက်ကြီးတာပဲအဲ့ဒါထားလိုက်ပါကွာငါတကယ်သိချင်တာလူတယောက်ဟိုတရားထိုင်နေလူနာကိုလာသေးလားမလာဘူးထူးကြတာပါမရသေးလဲငါ့ကိုပြောပြရင်စောကတော့ဘာဖြစ်တာမှမသိဘူးဒီနားမှာနေနေတဲ့စိုးတဲ့ကောင်တွေကိုထွက်ပြေးကုန်သေးတယ်ဘာလို့ထွက်ပြေးသွားလဲအဲ့ဒါတော့ငါလည်းမသိဘူးဒါတောင်းကျမ်းတဲ့ကောင်တွေကပုပ်ကိုဒူးတွေအငွေးတက်ရိုင်းအဲ့ဘဝင်းကြီးမှာမနေနိုင်ကြဘူးအဲ့ခါဘိုးတွေမှာသဘောပေါက်သွားပြီးတော့အေးငါမေးတော့ဖြေပြီးလို့ကျေးဇူးတင်ပါတယ်ကဲငါလေးသွားရတော့မယ်ကွာဘိုးတွေကပြောပြောဆိုဆိုနာနာဘဝကောင်ကကြောခိုင်းပြီးတော့ဇေယျတို့သွားမိဟန်ပြင်လိုက်စဉ်အုတ်ကူပမာနာနာဘဝကောင်ကနောက်မှနေရွေးလမ်းပြီးတော့စကားဆိုလာခဲ့လေတယ်ငါမင်းကိုအကူကြီးတောင်းကျင်တယ်အဲ့ကဘိုးတွေကနောက်ကိုပြန်လှည့်လိုက်ပြီးတော့မင်းဘာကူကြီးတောင်းမို့လဲငါ့ကိုကျွတ်လို့အောင်အမျှဝေပေးပါအဲ့ဒါတော့မဖြစ်ဘူးကွာအောင်လန်းဆရာနဲ့အမျှဝေတာဘာမှမဆိုင်ဘူးလေငါဒီဘဝကျွတ်ချင်တယ်မင်းမလုပ်ပေးနိုင်ဇေယျဘဝဆရာကြီးကိုအကူကြီးတောင်းပေးပါသူတို့လိုသူတော်ကောင်းမျိုးဆိုငါ့ကိုအကူကြီးနိုင်တယ်သူတော်ကောင်းဟလားဟောဟေးငါပြောကြည့်ပြီးတော့ကွာကဲသွားပြီအော်မေးလို့မင်းနာမည်ပြောငါနာမည်မင်းသက်အေးကောင်းပြီမင်းသက်ကံကုန်တော့ပြန်ဆောင်ကြတာပေါ့ကွာနော်ဘိုးရင်းအားလို့နောက်တစ်ဖန်အုပ်ကူပေါ်မှာနာနာဘဝကောင်ကိုနှုတ်ဆက်ပြီးတဲ့နောက်အိတ်ဆက်အနားယူဖို့အတွက်ကြံသူများအိတ်နေဖြစ်တဲ့ဇေယျဘော်ကိုသွားလိုက်ပါလိမ့်တယ်အုပ်ကူပေါ်မှာတော့နာနာဘဝလောကကိုရောက်နေတဲ့မင်းသက်ဆိုတဲ့သူကစောင်းကြောင်ထိုင်နေလျက်သားကြံရစ်နေခဲ့ပါလိမ့်တော့တယ်ဆရာကြီးဟောလာတကယ်သွားနေတာကြာနေပြီဘာမှလည်းခုထိမထူးသေးဘူးတရားထထိုင်တာဘာထူးသေးလဲဘာမှတော့ထပ်မထူးကွာညောင်မင်းသူတင်းချိုင်းကုန်းမှာပဲထူးတာကျုပ်တို့သွားတာနှစ်ရက်မြောက်နေဖြစ်နေပြီနော်ငါ့ကိုသေးတာမှားသွားတာနှစ်ရက်မြောက်ရင်ထူးမယ်လို့လဲမောင်းနေတဲ့သားကသူကြီးနောက်မှာဘိုးထင်နေမြန်တဲ့ချင်းဆိုင်ထိုင်ပြီးလဲစီးနေတဲ့မုံစိတ်ညိုကအဲ့လိုပြောနေခြင်းဖြစ်သူ့နီးလူလဲချင်းမှာဘေတူးစီလဲလှမ်းអော်ပြီးတော့မုံစိတ်ညိုကမေးမြန်းလေတယ်ပြောမုံစိတ်ညိုခမရဟိုးလာဗျာနှစ်ရက်လဲမြောက်နေနော်ခုထိဘာမှမထူးသေးဘူးပြီးတော့ရွာလည်းမရှိတော့ဘူးလဲနေရလည်းမရှိတော့ဘူးဒီမှာမင်းတို့ကလည်းငါ့ကိုသေချာပြောသွားတာပါကွာမဟုတ်မှလွယ်တို့နောက်မဟုတ်ပဲတခြားလမ်းတွေများသွားမိနေလားဟမ်အနောက်မှာအနောက်သေးကြတယ်ခင်ဗျာအရက်တောက်ချင်စိတ်တွေများပြီးတော့ကြားမိကြတယ်ကြားနေလားမသိပါဘူးနော်ဟဲ့ကောင်ဖေးသူမင်းပြောချင်တာငါအရက်ကြောင်ကြောင်ပြီးတော့ပေါက်ကြရရှောက်ကြားနေလို့မင်းဆိုလို့နေတာလားအဲ့လိုဖြစ်နေပါဦးမယ်လို့ပြောတာပါဗျာဖြစ်เสียလားကွာအရက်မတောက်ရင်ရက်ကြောင်စရာအကြောင်းမရှိဘူးခုငါအရက်မတောက်ပဲနေနေတာဘာလို့ရက်ကြောင်မှာတော့မတောက်လို့ကြောင်မအောင်ဆိုတာခွီးထဲမှာပဲကွာမင်းတို့ကောင်တွေငါဒေါသကိုလာဆွနေတာပဲမုတ်စိတ်ညွှန်လေဗျာကျုပ်တို့ကခင်ဗျာပြေးနေမှာဆိုလို့စတာပါပေရူးလျှော်ချသွားတဲ့ခါမှာမျက်နှာထားတင်းနေတဲ့မုတ်စိတ်ညွှန်မှာစိတ်ပြေသွားရတဲ့သူကြီးမျက်နှာချင်းဆိုင်မှာထိုင်ပြီးတော့ဘာစကားပြောမဲ့ငြိမ်သက်နေတဲ့ဘိုးထေကမေးမြန်းလိုက်ဘိုးထေမင်းငြိမ်လိုက်လားကွာဟုတ်တယ်ကျုပ်တွေးနေတာဘာတွေးနေညောင်ဝင်းသူဆက်မှာမုတ်စိတ်ကိုမြောက်စကားလာပြောတာတကယ်အောင်ခုညနေပိုင်းရောက်တော့မှဘာမှမထူးသေးတော့တွေးနေတာမင်းကငါ့ကိုစကားလာပြောတော့ယုံနေဘိုးတင်ခေါင်းချင်းပြလိုက်တယ်အဲ့ကမုတ်စိတ်ညွှန်မှာပြုံးလိုက်ပြီးတော့မေးရုံကျင်တတ်ပြီကွာကျန်တဲ့ကောင်တွေကတော့ငါခေါင်းထဲကိုမထဲတာမုတ်စိန်ယူအမြတမ်းပေးတာကိုခင်ဗျလုံနိုင်လားအမြတမ်းပေးတာလွယ်ပါတယ်ကွာဒါမဲ့ကိုကလည်းကောင်းမှုပြုပေးထားမှလှုပ်လို့ရတာလေကွာဘာလို့လဲမုတ်စိန်ယူမှာအဲ့လိုပြောပြီးတော့ဘိုးတင်ဟာထူးဆန်းကြည့်ပြီးတော့မေးလေတယ်အဲ့ကဘိုးတင်ကခေါင်းခါရမ်းလိုက်ပြီးတော့ဟောဘာမဟုတ်ပါဗျာဒီတိုင်းပဲသိကျင်လို့ပါအော်အေးသူတို့နှစ်ယောက်စကားပြောနေစဉ်ရှေ့လဲမှာတာကြီးအတန်ခတ်ဆာဆာထွက်ပေါ်လို့လာတယ်ဘိုးတင်ရှေ့မှာလူသောတော့တွေ့တယ်ကွာအဲ့လိုတော့လိုက်သွားမလားဟုတ်လားအဲ့ဒါလိုက်သွားလိုက်ကွာဒီနားမှာရွာရှိတော့တယ်ဘိုးတွေမှာလိုက်ဟုစကားဆိုလိုက်လေရလဲမောင်းနေတဲ့ဖိုးတွေကလူ၃ယောက်သွားရနောက်ကိုလက်ရခတ်မြန်မောင်းသွားလိုက်လေတဲ့လူ၃ယောက်ကအတန်မြင့်တဲ့တောင်နှလုံးကြားရှိလမ်းကိုဝင်သွားရဖိုးတွေတို့လည်းလိုက်ပြီးတော့ဝင်လိုက်ကြဒီလိုနဲ့ချိန်တန်ကြအောင်လဲမောင်းပြီးတဲ့ကလဲများစီရက်ထားတဲ့ကိုသားကြီးတစ်ခုစီကိုရောက်လာခဲ့လေတဲ့ကိုသားကြီးထဲမှာလဲများစွာနဲ့နွားများရက်ထားပြီးတော့လူများသည်လည်းစီကားလျက်ရှိပါတယ်ဖိုးတွေတို့လည်းသူတို့မြင်တွေ့နေရတဲ့မြင်ကွင်းအားသေးချာကြည့်နေပြီးတော့နောက်မှလမ်းလာတဲ့ဘိုးတင်တို့ဟာသူတို့ဤလဲနောက်မှလမ်းလာတဲ့ဘိုးတင်တို့လဲသူတို့နားရောက်လာတဲ့ခါမှမြင်တွေ့နေရသည်များကိုကြည့်ကစကားဆိုလိုက်ပါလိမ့်တယ်ဘိုးတင်ဒါလောင်းစားပွဲကြီးလားလို့ဟုတ်တယ်ဂျင်ဝိုင်းနေရောကြက်ဝိုင်းနေရောပဲဒါဆိုဆရာကြီးငါတို့လိန်လာလားမသိဘူးနော်ဘ
ဘိုးရင်းမလို့ပြောလိုက်ရမုံစိန်ညိုကသူကြီးသမင်များပင်းတက်လိုက်ပြီးဟဲ့ကောင်နေမင်းတို့ငါအထင်မလွဲနဲ့နော်အနောက်ရက်ဆိုလို့အနောက်ရက်ကိုပဲလာတာငါဒီမှာဓာကြီးရှိနေဘလို့လို့သိမှာတော့ရောက်တော့ရောက်ခိုင်းတော့စူးစမ်းကြည့်အောင်လို့ကွာငါကိုများဒီတဲ့ရောက်နေမလားဗျမ်းပောက်ကြရဗျာမုံစိန်ညိုကဒီလိုနေရာဘလို့လာမှာတော့လောင်စာဝါသနာထုံးတဲ့မုံစိန်ညိုနဲ့ဓာကြီးကတိုင်ပင်မထားပဲလက်အောက်ကိုဆင်းလိုက်ကြပြီးတော့ကြက်ဝိုင်းစီကိုနှစ်ယောက်သားဦးတီလို့သွားကြလိမ့်တယ်အိုက်ကသားကဘိုးထင်နာကိုကတ်လိုက်ပြီးတော့ဟဲ့မင်းကောင်သွားပြီနော်ငွေတောင်းစီပြေးထားသေးလားမင်းတို့ငွေကကျုံးနဲ့ပေသူယူထားတာအဲ့ကောင်စီမှာမပါဘူးသွားခေါ်ကွာဒီမှာမိုးစိန်မရှိတော့ဆက်သွားရအောင်လို့တော်တော်မိုးစိန်တို့တရားထိုင်မြပဲဖြစ်နေအောင်မယ်အဲ့တော့ဟုတ်တယ်ပေသူစင်းကွာမိုးစိန်တို့နဲ့တာယူသွားခေါ်အောင်လားဘိုးရင်နေပေသူကလဲပေါ်မှာဆင်းကကြက်ဝိုင်းဘက်သွားနေတဲ့မိုးစိန်ညိုနဲ့တာရေးနောက်ကိုလိုက်လေတယ်တာရေးဒီကကြက်ဝိုင်းမှလူများနေမယ်အချိန်တိုအတွင်းခင်မင်လို့နေပါလိမ့်ပြီအဲ့တော့ဘိုးရင်ကတာရေးလက်မောင်းဆွဲပြီးတော့ခေါ်လိုက်ဟဲ့သွားမယ်အချိန်လင့်အော်နီးပေါင်းကွာဒီကြက်ဝိုင်းကနေစောလာတာတယ်ကွာတစ်နေ့မှတစ်ပတ်ပဲလောက်တာတဲ့ဟဲ့လာစမ်းကွာကျိုးမရှိတာမင်းမလှုပ်ဆန်းနဲ့ကျိုးရှိတယ်ကွာနေစောလာတာဆိုမုန်းစိတ်ပြူလေရောက်နေနိုင်တာပဲဟုတ်တာရီကဘိုးထင်မှလက်မောင်းဆွဲပြီးတော့လဲဘော်ကိုခေါ်လာခဲ့သလိုဘေလူးစီလည်းမုန်းစိတ်ကိုလက်မောင်းဆွဲပြီးတော့လဲဘော်ကိုပြန်ခေါ်လာခဲ့လေတယ်တို့နဲ့တို့နှစ်ယောက်ကလဲဘော်တက်ခိုင်းနေစဉ်အသက်20ရွယ်မိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးတစ်ယောက်တို့ကမုန်းစိတ်ကအံဩတဲ့မျက်နှာပြင်ကြည့်လိုက်ပြီးတော့ဆရာကြီးဘူးလိုက်နော်ဟုတ်တယ်လေဘာလို့လဲငါနာမည်ဘယ်လိုသိနေကျမတို့အမေကိုစေးကူပေးတဲ့ဆရာကြီးကဒီလိုလာပြီးတော့သူနဲ့တူတဲ့လူတယောက်ကိုစာပေးခိုင်းလိုက်လို့ရောက်လာတာပါမိန်းကလေးရဲ့စကားကြောင့်မုံစိတ်ညိုစီတာမှာကကျန်တဲ့သူများအားလုံးစိတ်ဝင်စားသွားကြမိန်းကလေးဒီကစာကလေးကိုကိုင်းကမုံစိတ်ညိုကရိုးသေးသေးနဲ့ပေးလေတယ်အဲနောက်သူနဲ့အဖော်ပါတဲ့ယောက်ျားလေးတို့ကမုံစိတ်ညိုဦးချကြတော့လီယာမုံစိတ်ညိုတယောက်ခေါင်းကုပ်ပြီးတော့မနေတတ်မထိုင်တတ်ဖြစ်လို့နေတယ်အာဦးချစရာမလိုပါဘူးကျမတို့မိသားစုရဲ့ကျေးဇူးရှင်ကြီးနဲ့တတိယတဲ့တူလို့ပါမုံစိတ်ဖြူတာနဲ့ညိုတာပဲကွာတာလေအဲ့ဒါဆိုရင်ငါအကိုပဲသူအခုဗမာတော့မနေ့ကပဲအင်အားထွက်သွားတယ်သူကစာရေးပေးပြီးတော့ဒီနေ့ဒီအချိန်မှာသူနဲ့တူရဲ့လူကိုပေးပေးပါဆိုတော့ကျမတို့မှားသွားတာဘယ်သွားမယ်လို့ပြောသွားတယ်အဲ့ဒါတော့မသိဘူးဟိုကျမတို့ခွင့်ပြုပါအောင်နော်ဆရာကြီးမှားသွားတာဒီစာပေးပြီးရင်ပြန်ရမယ်လို့မှားလိုက်လို့စာပေးတဲ့မိန်းကလေးကသူနဲ့ဖော်ပါလာတဲ့ယောက်ျားလေးကိုခေါ်ကကြောခိုင်းပြီးတော့ထွက်သွားခဲ့လေတယ်အဲ့ကဘိုးတင်ကမုံစိန်ညိုကကြည့်လိုက်ပြီးတော့မုံစိန်ညိုစာမြန်ဖတ်ကြည့်စမ်းပါဗျာအော်အေးတီးချင်းစောကြီးနေကြတဲ့ဘိုးထင်တို့ကမုံစိန်ညိုနောက်မှနေပြီးတော့စာကိုဝိုင်းဖတ်လိုက်ကြစာထဲမှာတော့ချမ်းသာရွာကအေးမြင့်ကိုခေါ်ပြီးမြောက်ပြင်ကိုလာခဲ့ကြအဲဒီလောက်သာဖြစ်လျာမုံစိန်ညိုတယောက်ခေါင်းကုပ်လိုက်ပြီးတော့ငါ့ကိုကလေကွာဘာတွေလုံနေမှန်းမသိဘူးတရားကလေးစောင်းအောင်ဘာဖြစ်နေမှန်းမသိဘူးမဟာကြာရှိရင်လည်းသိတာမှားခဲ့ပါအခုကစားတကြောင်းနဲ့အေးဗျာမရှိနဲ့ပညာရှိဆိုတဲ့သူတွေကတိတ်ရှုပ်တာမဟာကြာရှိရင်လိမ့်ပတ်လန်အောင်ပြောပြီးမှားခဲ့ပေါ့ဘာလဲချမ်းသာရွာအေးမြင့်ခေါ်မြောက်ပြင်ကိုလာခဲ့ဆိုတာမိုးစိန်ညိုပါဝင်ပေရူးနဲ့တာရီတို့လည်းစိတ်ပြက်လက်ပြက်နဲ့အဲ့လိုရေရွတ်နေကြဘိုးတင်ဒီကတပြင်းချလိုက်ပြီးတော့ကဲကျတို့ဒီစားတဲ့အတိုင်းပဲလုပ်ကြပါပထမဆုံးချမ်းသာရွာကိုရှားကြအောင်အဲ့ရွာမှာအေးမြင့်ရှင်ခေါ်ပြီးတော့မြောက်ပြင်ကိုသွားကြမယ်သူခိုင်းတဲ့ကိစ္စကိုလုံးနိုင်အဆင်ပြေလောက်တယ်ဘာလို့လဲဆိုတော့ကျတို့အကူကြီးတောင်းမအောင်သူတိလို့မြောက်ပြင်ကိုသွားခိုင်းတာပေါ့အေးဟုတ်တယ်ဟာအဲ့ဒါငါမေ့နေကြထင်တော့ထင်တာငါကွာအကျိုးမရှိတာမလုပ်ပါဘူးလို့အချိုးချက်ချင်းပြောင်းသွားတဲ့မုံစိန်ညိုကပေတူးနဲ့ဒါရီတို့ကမကြည်သလိုကြည့်လိုက်ပြီးတဲ့နောက်သူတို့ကလောင်စာဝိုင်းတွင်းကိုပြန်သွားလိုက်ကြပြီးချမ်းသာရွာအားစုံစမ်းလိုက်ကြပါလိမ့်တော့တယ်အောက်လန်းဘိုးတင်နဲ့လမ်းပြသူဒီကအီးမြတာမကြမီအောက်လန်းဘိုးတင်နဲ့ကွာစာတို့ရွာအမိရတဲ့ဇန်လန်းလေးကိုတင်ဆက်ပေးပါဦးမယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်မြန်မာ Good Story Channel ကနေတင်ဆက်ပေးခဲ့တာကအောက်လန်းဘိုးတင်နဲ့လမ်းပြသူအမိရတဲ့ဇလန်းဖြစ်ပါတယ်နောက်ဒီမှာလည်းဘိုးတင်ဇလန်းများဆက်ပြီးတော့ရှိနေမှာဖြစ်တဲ့အတွက်လောက်ပြီးတော့နားဆင်အားပေးကြဖို့လည်းတပါးလေးဖိတ်ခေါ်ရင်းနဲ့စိတ်ရှည်သီးခံလမ်းကြောင်းမှန်နားထောင်ဘိုးတင်ဇလန်းများဆိုတဲ့အတိုင်းပဲအေးဆေးတာယာစွာနဲ့နားထောင်ပေးကြဖို့လည်းတခါတည်းပန်ကြားရင်းနဲ့ဒီနေ့တော့လောက်ပဲနှုတ်ဆက်ပါရစေနောက်ဒီမှာကျွန်တော်ပြန်တွေ့ပါမယ်ခင်ဗျာကျွန်တော်အန့်ခင်မှုပါ